မင်္ဂလာပါဒီနေရာကတော့နှစ်ပေါင်း356နှစ်59နှစ်ထဲမှာဝင်ပြီဖြစ်တဲ့ကျွန်တော်တို့ရဲ့ Saint Joseph Catholic ဘုရားကျောင်းဖြစ်ပါတယ်ဒီဘုရားကျောင်းဟာဆိုရင်ဖြစ်အယုဒ္ဓယမြို့ထဲမှာရှိတာဖြစ်ပါတယ်ခိုင်းလုံကတော့အယုထယလို့ခေါ်တာဖြစ်ပါတယ်ဒီဘုရားကျောင်းကိုပထမဦးဆုံးရောက်ရှိလာခဲ့တဲ့တိမ်ဘောဟာဆိုရင်လည်းဒီမှာရှိနေတာဖြစ်ပါတယ်နှစ်ပေါင်း360နီးပါးပေါ့လေဆိုတော့နှစ်ပေါင်း400ပြည့်တော့မယ်ဘုရားကျောင်းကိုကျွန်တော်တို့သွားပြီးတော့မှအထဲဝင်လေ့လာကြည့်ရအောင်အင်မတန်မှလာတဲ့ဘုရားကျောင်းတစ်ဆောင်ဖြစ်ပါတယ်နှစ်ပေါင်း400နီးပါးဆိုတာကတော့လွယ်တဲ့အရာမဟုတ်ပါတော့ဒီအရင်တုန်းကသဒ္ဒနာပြုတွေရောက်ရှိလာခဲ့တဲ့ခုနှစ်ကိုကျွန်တော်တို့ကြည့်ကြမယ်လွန်ခဲ့တဲ့2019ပေါ့နော်2019ခုနှစ်မှာနှစ်ပေါင်း350ပြည့်တဲ့ anniversary တော့မှကျင်းပခဲ့ပြီးပြီပေါ့နော်ဒီမှာရွက်လီနဲ့လာခဲ့တာဖြစ်ပါတယ်တဏှာပြုတွေပေါ့လေဒီမှာရောက်လာခဲ့တယ်တဏှာပြုတွေပေါ့လေLegacy of Missionဘုရားကျောင်းရဲ့အရှိအရင်ပြင်ဟာဆိုရင်ဖြင့်အမတန်မှတာယာလှပပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဒီမှာကြည့်လိုက်ပါ။ကြောက်ဖရာမြစ်ရှိတာဖြစ်ပါတယ်။ကြောက်ဖရာနော်။ဖရာပေါ့။ကြောက်ဖရာ။ဟိုကျွန်တော်မြန်မာလိုကြတော့ကြောက်ဖရာပေါ့နော်။တောင်းဘာနေပြီးတော့မှမင်းသားတောင်းပေါ့လေ။မင်းသားတောင်းတော့ကနေပြီးတော့မှရိုက်ထားတဲ့ကြောက်ဖရာမဒီအရာဝတီတို့ဆိုတဲ့ရုပ်ရှင်လည်းရှိတယ်ပေါ့လေနော်။ဒီမှာဒီနေ့က Holy Year လည်းဖြစ်တဲ့အခါကျတော့ဘုရားဖူးအတွက်လည်းကျွန်တော်ထားဖြစ်ပါတယ်ဘုရားကျောင်းကဒီကျေးရှာပြီးတဲ့ဘုရားကျောင်းတွေကတကြောင်းအပါဝင်ဖြစ်တယ်ပေါ့နော်မတမတာယာပါတယ်အရန်တာယာဒီဘုရားကျောင်းမှာလာနေချင်းစိတ်ပေါက်လာပြီနှစ်ပေါင်း356ဆိုတာမမဲဘူးလေနော်ရွက်လေးနဲ့လာခဲ့တာဒီနေ့ဒီဘုရားကျောင်းထဲသွားရောက်လေ့လာကြည့်မယ်အထဲမှာဘယ်လိုတွေရှိလဲပေါ့နော်စင်ဂျိုဆက်ဘုရားကျောင်းဖြစ်ပါတယ်ဘုရားကျောင်းရဲ့အထဲဘက်ဝါးစာအုပ်တွေပေါ့စာအုပ်စစ်တွေရတယ်ဒီမှာ Holy Water Sandbox နဲ့ဒီမှာ Compassionမဲ့နေရတယ်နော်ရှင်လာတာတက္ကမကြီးဒီနေ့ကတော့တက္ကအသေးပဲဖွင့်ထားတာတွေ့ရပါတယ်ဒီအပေါ်ဖတ်ဖို့တက်ပြီးတော့စူတောင်းလည်းရတယ်ပေါ့နော်ပေါ်ထပ်လည်းရှိတယ်ပေါ့နော်စင်ဂျိုဆက်ဘုရားကျောင်းဆိုတော့စင်ဂျိုဆက်တူမြေတာစာအုပ်တွေไปมาเรามี
ရားကျောင်းရဲ့ဘေးပတ်ပတ်လည်လည်မှာကတော့ဖြင့်ဒီလိုပါလာပါတယ်ဒီဘုရားကျောင်းအတွင်းမှာရှိတဲ့မေတော်ကူလေးဖြစ်ပါတယ်ဘုရားကျောင်းကတော့ဒီမှာဘုရားကျောင်းအနောက်ဘက်ကနေမြင်ရတဲ့မြင်ကွင်းပေါ့နော်ဒါတော့မေတော်ကူပြီးတော့မှနောက်တစ်ခုရှိသေးတယ်ဒီမှာနာမည်ကြီးတာကတင်ချိုင်ဖြစ်ပါတယ်ဟိုမှာ Saint Joseph Cemetery ဖြစ်ပါတယ် Saint Joseph Cemetery ကဲအဲမှာတင်ချိုင်လည်းပြောစရာကောင်းနေနော်တင်ချိုင်ထဲမှာဒါရအုပ်ဘူးတွေပေါ့နော်နေရာမဆန့်တော့တဲ့နောက်ပိုင်းမှာဆိုရင်ဒီမှာနှစ်ထပ်သုံးထပ်လည်းရှိတယ်ပေါ့လေနော်နောက်ပိုင်းဒီမှာတကြိုကိုလည်းလောက်ထားတယ်ပေါ့လေဟုတ်ဘူးလေဒီမှာဒီလိုလဲတကြိုကိုညာကြီးပြင်ဆင်ထားပြီပေါ့လေနော်ဘုရားကျောင်းကိုဘေးနာလေးကနေမြင်ရတဲ့ညီကွေဖြစ်ပါတယ်ဒီပတ်ပတ်လဲလဲမှာဆိုရင်ဒီလိုဒါတော့တဝင်းလုံးကျောင်းဝင်းပါပဲကျောင်းဝင်းထဲမှာရှိတဲ့ဟာတွေပါပဲအကျဲကြီးပဲနေရာတိုင်းမှာကျဲတယ်ဘယ်နိုင်ငံမှာတော့ပေါ့နော်ဘုရားကျောင်းနေဒီအနေဒီတက်လမ်းတက်ထပ်လာလိုက်ရင်မှာကြောက်ဖျားမြစ်ကိုရောက်မှာဖြစ်ပါတယ်ဒီနှုံးကဒီတတနာပြုတ်တွေဒီမှာကန့်ကပ်ပြီးတော့မှဒီမှာတတနာပြုတ်ခဲ့တာဖြစ်ပါတယ်လာတာရချက်ကဒီအကြောင်းကတော့အဲအလာနဲ့တတနာလာမှာတင်ကွာတင်ဘောပါလေရွက်လေပါလေရွက်လေရတော့ဟိုမှာလေးကျောင်းရဲ့လာလေးပေါင်း350ခုကတော့2019မှာနေပေါင်း350ပြည့်ခဲ့ပြီပေါ့အခုကတော့နေပေါင်း356 350ခုထဲဝင်နေပြီပေါ့နော်အနည်းဘူးနေပေါင်းဒီလောက်ပြရဖို့ရတယ်ဆိုတာလေငါကြောက်ပြရမြစ်တော့ဒီ Saint Joseph ကျောင်းဝင်းတတနာကျောင်းဝင်းထက်က Saint Joseph စာသင်ကျောင်းဖြစ်ပါတယ်ငွေတန်းကနေဟိုမချိုကနေဟိုစက်နေတန်းပြီးတဲ့အထိပေါ့နော်အထက်တန်းပြီးတဲ့အထိရှိတာဖြစ်ပါတယ်ကျောင်းဝင်းထက်မှာပဲပြောကြရည်